ယနေ့ခေတ်မှာ Digital နည်းပညာ AI နည်းပညာများနဲ့ယှဉ်ပြိုင်မှုများလျင်မြန်စွာတိုးတက်လာခြင်းနဲ့အတူတစ်ကမ္ဘာလုံးဆိုင်ရာဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးလာခြင်းတို့ကြောင့်မူပိုင်ခွင့်ဆိုင်ရာကိစ္စများဟာနိုင်ငံတစ်နိုင်ငံရဲ့သိပ္ပံနဲ့နည်းပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးနိုင်ငံခြားကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှုနဲ့ကုန်သွယ်မှုမြင့်တင်ရေးတို့မှာပိုမိုအရေးပါလာပါတယ်။ကမ္ဘာနိုင်ငံအသီးသီးမှာနည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့အတူမူပိုင်ခွင့်ကာကွယ်ပေးခြင်းစနစ်တွေကိုကောင်းစွာအသုံးပြုပြီးပိုမိုတောင့်တင်းခိုင်မာတဲ့စီးပွားရေးလမ်းကြောင်းပေါ်ကိုရောက်ရှိအောင်ကြိုးပမ်းဆောင်ရွက်နေရှိတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။2019ခုနှစ်မှာနိုင်ငံတကာအဆင့်မီမြန်မာနိုင်ငံအနေနဲ့မူပိုင်ခွင့်ဥပဒေများဖြစ်တဲ့ကုန်မဲ့တစိမ့်မူပိုင်ခွင့်ဥပဒေ၊စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊တီထွင်မှုမူပိုင်ခွင့်ဥပဒေနဲ့စာပေနဲ့နည်းပညာမူပိုင်ခွင့်ဥပဒေတို့ကိုအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ဥပဒေများအကောင့်ထဲပေါ်ဆောင်ရွက်ရင်တာဝန်ခံဝန်ကြီးဌာနအနေနဲ့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကိုတာဝန်ပေးရခဲ့ပါတယ်။ဒါကြောင့်မူပိုင်ခွင့်ဦးစီးဌာနကိုစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနအောက်မှာ2020ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်းပုံအရရုံးချုပ်မှာဌာနခွဲ17ခုအောက်မြန်မာပြည်ရုံးခွဲနဲ့အထက်မြန်မာပြည်ရုံးခွဲတို့အပါအဝင်စုစုပေါင်းဌာနခွဲ73ခုနဲ့ဖွဲ့စည်းခဲ့ပါတယ်။ဦးစီးဌာနစတင်တည်ထောင်ချိန်မှာဝန်ထမ်းအင်အား90နဲ့ဆောင်ရွက်ခဲ့ပြီးတော့လေယခု2025ခုနှစ်မှာဝန်ထမ်းအင်အား183နဲ့မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကိုဆောင်ရွက်ပေးနေရှိပါတယ်။မူပိုင်ခွင့်ဥပဒေများကောင်းထွေးပေါ်ဆောင်ရွက်မှာမူဝါဒများချမှတ်တဲ့ကြီးကြပ်ကွပ်ကဲရန်ဒုတိယသမ္မတဦးဆောင်တဲ့မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ပြီးအစည်းအဝေးများကို2020ပြည့်နှစ်မှာစတင်ကျင်းပခဲ့ရာ2025ခုနှစ်ထိအစည်းအဝေး8ကြိမ်ကျင်းပနိုင်ခဲ့ပါတယ်။မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီကိုလည်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဆောင်ပြီးဖွဲ့စည်းခဲ့ကအစည်းအဝေးများကို2024ခုနှစ်မှာစတင်ပြီး9ကြိမ်ကျင်းပနိုင်ခဲ့ပါတယ်။2021ခုနှစ်မှာ2023ခုနှစ်တွင်မူပိုင်ခွင့်ဥပဒေများကိုကောင်းထွယ်ဖော်နိုင်ရေးအတွက်မူပိုင်ခွင့်ဥပဒေများဆိုင်ရာနည်းဥပဒေ9ခုကိုအတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီးသက်ဆိုင်ရာမူပိုင်ခွင့်ဥပဒေလိုက်မူပိုင်ခွင့်လျှောက်လာပုံစံများဝန်ဆောင်ကအခကြေးငွေများကိုသတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။မပုံတင်ရရှိများစစ်ဆေးရရှိများခန့်အပ်ခြင်းပါဝင်လိုအပ်တဲ့အမိန့်ကြေညာစာကြေညာချက်များကိုလည်းထုတ်ပြန်နိုင်ခဲ့ပါတယ်။မူပိုင်ခွင့်ဦးစီးဌာနအနေနဲ့နိုင်ငံတော်မှာမူပိုင်ခွင့်ကာကွယ်ပေးတဲ့စနစ်ပေါ်ပေါက်လာစေအတွက်2023ခုနှစ်မှာကုန်မဲ့တစိမ့်မူပိုင်ခွင့်ဥပဒေစက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနဲ့စာပေနဲ့နည်းပညာမူပိုင်ခွင့်ဥပဒေတို့ကို၎င်း2024ခုနှစ်မှာတီထွင်မှုမူပိုင်ခွင့်ဥပဒေကို၎င်းအာဏာသက်ဝင်ပြီးကျင့်သုံးဆောင်ရွက်နိုင်ခဲ့ကတမိုင်းမှတ်တိုင်တစ်ခုရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ2023-2028ကိုလည်းပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး9/2024ရဲ့ခွင့်ပြုချက်နဲ့ထုတ်ပြန်နိုင်ခဲ့ပါတယ်။မဟာဗျူဟာပါလုပ်ငန်းစဉ်များပေါ်သက်ဆိုင်ရာဝန်ကြီးဌာနဖွဲ့စည်းများနဲ့ပူးပေါင်းကောင်းထွေပေါ်ဆောင်ရွက်နေရှိပါတယ်။မဟာဗျူဟာအရဇီဝရေးကေဟစနစ်ဖွံ့ဖြိုးတိုးတက်စေအတွက်ခေတ်မီကောင်းမွန်တဲ့မူပိုင်ခွင့်စနစ်တရက်တည်ထောင်ရဆိုတဲ့မျှော်မှန်းချက်ချမှတ်ပြီးမူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကိုဆောင်ရွက်နေရှိပါတယ်။ကုန်မဲ့တစိမ့်မူပိုင်ခွင့်လျှောက်ထားခြင်းများကို2023ခုနှစ်ဧပြီလ26ရက်နေ့မှာ၎င်းစက်မှုဒီဇိုင်းမူပိုင်ခွင့်လျှောက်ထားခြင်းများကို2024ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာ၎င်း
စာပေနဲ့နုပညာမူပိုင်ခွင့်လျှောက်ထားခြင်းများကို2024ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာ၎င်းတီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းများကို2024ခုနှစ်အောက်တိုဘာလ31ရက်နေ့မှာ၎င်းတရားဝင်စတင်လက်ခံဆောင်ရွက်ခဲ့ပါတယ်။မူပိုင်ခွင့်လျှောက်ထားချက်များကို electronic စနစ်မှာ၎င်းနေပြီးတော့အောက်မြန်မာပြည်ရုံးခွဲရန်ကုန်နဲ့အထက်မြန်မာပြည်ရုံးခွဲမန္တလေးရှိရှောက်လွှာလက်ခံဌာနများမှတစ်ဆင့်၎င်းလက်ခံဆောင်ရွက်ပေးနေရှိပါတယ်။2025ခုနှစ်ထိမူပိုင်ခွင့်လျှောက်ထားချက်ရည်တွက်မှာ2025ခုနှစ်အောက်တိုဘာလထိ9209ဆောင်လက်ခံရရှိခဲ့ပြီးစစ်ဆေးရရှိများကဥပဒေပြဋ္ဌာန်းချက်များအတိုင်းစစ်ဆေးခြင်းပြင်ဆင်ရန်လိုအပ်တဲ့ရှောက်လွှာများကိုအကြောင်းကြားစာပေးပို့ခြင်းကန့်ကွက်နိုင်ကြောင်းထုတ်ပြန်ကြေညာခြင်းများကိုဆောင်ရွက်ခဲ့ပါတယ်။2024ခုနှစ်မှစတင်ပြီးမူပိုင်ခွင့်ခွင့်ပြုကြောင်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ခဲ့ပြီးရှောက်လွှာစုစုပေါင်း11415ဆောင်ကိုမှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။မူပိုင်ခွင့်ဆိုင်ရာတည်ပညာများပြန်ပေါ်စေရတဲ့အတွက်လူစွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်2022-2029ကိုရေးဆွဲခဲ့ပြီးသင်တန်းများဖွင့်လှစ်ပေးခြင်းနိုင်ငံဝန်ထမ်းတက္ကသိုလ်အပါအဝင်အခြားဝန်ကြီးဌာနများမှဖွင့်လှစ်တဲ့သင်တန်းများကိုလည်းတက်ရောက်စေခဲ့ပါတယ်။ဒါအပြင်ကုန်မဲ့တစိတ်စစ်ဆေးရရှိများကိုဌာနတွင်လေ့ကျင့်သင်ကြားပေးတဲ့ပြင်အင်ဒိုနီးရှားနိုင်ငံမူပိုင်ခွင့်ရုံးမှပညာရှင်များနဲ့ဗာဂျူရယ်စနစ်နဲ့၎င်းအာဆီယံဂျပန်စင်တာရန်မုံမှုနဲ့ဖိလစ်ပိုင်နိုင်ငံမူပိုင်ခွင့်ရုံးမှကျွမ်းကျင်ပညာရှင်ကိုဖိတ်ခေါ်ပြီးဝန်ထမ်းစွမ်းဆောင်ရည်မြင့်သင်တန်းများဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။မူပိုင်ခွင့်လျှောက်ထားချက်များကိုမူပိုင်ခွင့်ပိုင်ရှင်များကိုစားလျှောက်ထားမဲ့ကိုယ်စားလှယ်များတွင်2022ခုနှစ်မှစတင်ပြီးမူပိုင်ခွင့်အမျိုးအစားလိုက်ကိုယ်စားလှယ်သင်တန်းများဖွင့်လှစ်ပေးခဲ့ရာ2025ခုနှစ်ထိစုစုပေါင်း14ဆင့်ဖွင့်လှစ်နိုင်ခဲ့ပြီးမူပိုင်ခွင့်ကိုယ်စားလှယ်စုစုပေါင်း1283ဦးမွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များ MSME လုပ်ငန်းရှင်များတက္ကသိုလ်သုတေသနဌာနများနဲ့အများပြည်သူများကိုမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးခြင်းများကိုလည်းစဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရမှာ2021ခုနှစ်မှ2025ခုနှစ်ထိအသိပညာပေးဆွေးနွေးပွဲပေါင်း84ကြိမ်ကိုကျင်းပနိုင်ခဲ့ပါတယ်။ဒါအပြင်ဧပြီလ26ရက်နေ့မှာကြောက်တဲ့ကမ္ဘာမူပိုင်ခွင့်နှင့်အထိမ်းအမှတ်အခမ်းအနားများကိုမြန်မာနိုင်ငံမှာ2023ခုနှစ်မှာစတင်ပြီးနှစ်စဉ်ကျင်းပနိုင်ခဲ့ပါတယ်။ကမ္ဘာမူပိုင်ခွင့်နဲ့ဦးစီးဌာနရဲ့နှစ်ပတ်လည်နှစ်အထိမ်းအမှတ်အခမ်းအနားများကိုလည်း2021ခုနှစ်မှစတင်ပြီးကျင်းပခဲ့ရာ9နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။မူပိုင်ခွင့်စနစ်တည်ဆောက်အောင်မှာကိုယ်စံဉာဏ်စွမ်းအပြည့်နဲ့စွမ်းတမန်ဆောင်ရွက်ခဲ့ကြတဲ့ဝန်ထမ်းများကိုလည်းအသိအမှတ်ပြုခြင်းဂုဏ်ပြုချင်းမြင့်ခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပါတယ်။2025ခုနှစ်ဇူလိုင်လ3ရက်နေ့နဲ့4ရက်နေ့မှာနိုင်ငံတကာမူပိုင်ခွင့်ညီလာခံ2025 International Conference on Intellectual Property 2025ကိုနေပြည်တော်မှာပြည်တွင်းပြည်ပမှမူပိုင်ခွင့်ကျွမ်းကျင်သူပညာရှင်များပါရဂူကျမ်းပြုကျောင်းသားကျောင်းသူများကစာတန်း60ခန့်ဖတ်ကြားခဲ့ပါတယ်။ဆိုပါမူပိုင်ခွင့်ဆိုင်ရာသုတေသနစာတမ်းများမှာနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုနိုင်မည့်မူပိုင်ခွင့်စနစ်တည်ဆောက်ရေးအတွက်ရှေ့လုပ်ငန်းစဉ်73ရက်ကိုဖော်ထုတ်ရရှိခဲ့ပြီးအကောင့်ထဲပေါ်ဆောင်ရွက်နေရှိပါတယ်။မူပိုင်ခွင့်ဦးစီးဌာနအနေနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကဏ္ဍမှာအာဆီယံဒေသတွင်မူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းဖွဲ့ AWGIPC မှာအဖွဲ့ဝင်ဖြစ်ပါဝင်ပြီးအာဆီယံဒေသတွင်မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက်အာဆီယံ IPR Action Plan ပါလုပ်ငန်းစဉ်များကိုလိုက်ပါအကောင့်ထဲပေါ်ဆောင်ရွက်နေရှိပါတယ်။ဒါအပြင်အာဆီယံနဲ့မိတ်ဖက်နိုင်ငံများရဲ့မူပိုင်ခွင့်ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများနဲ့ကုန်သွယ်မှုသဘောတူစာချုပ်များချုပ်ဆိုရေးလုပ်ငန်းများမှာလည်းတက်ကြွစွာပ
ပါဝင်ဆောင်ရွက်နေရှိပါတယ်။မူပိုင်ခွင့်ဦးစီးဌာနဟာလက်ရှိမှာရုံးမှတ်52မှာလုပ်ငန်းများဆောင်ရွက်နေရှိပြီးဦးစီးဌာနရဲ့ရုံးချုပ်အဆောက်အဦတစ်ကိုရုံးမှတ်3စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနဧရိယာတွင်တည်ဆောက်နေရှိပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မန်လီငရင်ဘေးသင့်ခဲ့တဲ့ဝန်ထမ်းများအတွက်ယာယီပြောင်းရွှေ့နေရာချထားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်းဆောင်ရွက်ပေးခဲ့ပါတယ်။အနာဂတ်မျိုးဆက်တဲ့ဝန်ထမ်းများကိုလုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေးဗတ်ပေါင်းစုံတော်တဲ့ဝန်ထမ်းကောင်းများဖြစ်စေရေးတာဝန်သိမှုစည်းကမ်းရှိမှုနဲ့အလုပ်ခွင်မှာပျော်ရွှင်စေရေးတို့အတွက်လည်းအစီအမံများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။မူပိုင်ခွင့်ဦးစီးဌာနအနေနဲ့နိုင်ငံတော်ကချမှတ်ထားတဲ့ဦးတည်ချက်များအမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများနဲ့ညီမူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းလူစွမ်းအားအရင်းမြင့်မြင့်တင်ခြင်းနဲ့အများပြည်သူကိုအသိပညာပေးခြင်းများလုပ်ငန်းစဉ်များအပြင်အသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများနဲ့တက္ကသိုလ်သုတေသနဌာနများကြားချိတ်ဆက်ဆောင်ရွက်နိုင်မယ့်မူပိုင်ခွင့်ရပ်ဝန်းတရက်ပေါ်ပေါက်လာစေရတဲ့သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများနဲ့အတူပူးပေါင်းပြီးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြရင်း2025ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာကြောက်တဲ့မူပိုင်ခွင့်ဦးစီးဌာန9နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကိုဂုဏ်ပြုလိုက်ရပါတယ်ရှင်။ မူပိုင်ခွင့်ရဲ့ချစ်လန်းတွေ